Hello မင်္ဂလာပါဒီနေ့ကတော့မနေ့ကကလေးတွေတောင်းဆိုထားတဲ့အတိုင်းကြက်တောင်မန်လေးနဲ့ကြက်ချီတောင်လေးကိုပေါင်းပြီးမှာပဲဖြစ်ပါတယ်ကြက်တောင်မန်နဲ့ကြက်ချီတောင်ကိုဗနီဂါလေးနဲ့တန့်စင်ဆေးကြောထားပါတယ်ပြီးလို့ရှိရင်တော့ဒီထဲမဲ့ဒီငံပြားရီအနောက်ငံပြားရီအကြီးလေးကိုတမအောင်ရောမှွေပါတယ်ငရုတ်ကောင်းမုံလေးလည်းပါပါတယ်ပြီးရင်တော့ဒါလေးတွေကိုမိနစ်20ခန့်နှက်ထားပါတယ်ကြက်သွန်နီကြက်သွန်မိန်ချင်းနဲ့လိုအပ်တဲ့ပစ္စည်းလေးတွေကိုဒါအိုးထဲမှာ ready လေးထည့်ပြီးတော့မှထားပါတယ်ပြီးရင်တော့ကြက်ပေါင်လေးတွေကိုစီရီပြီးတော့တစ်ချောင်းချင်းစီကိုနူးသွားအောင်တေချာစီပြီးတော့မှထည့်ပါတယ်ကြက်ပေါင်လေးတွေကိုတေချာစီပြီးထည့်ပြီးတဲ့အချိန်မှာကြက်ချီတောင်လေးတွေကိုပါပေါ်ကတေချာလေးစီစဉ်ပြီးတော့ထည့်မှာဖြစ်ပါတယ်ဒါမှပေါင်းတဲ့အချိန်မှာအရသာလေးကကုံဝင်ပြီးတော့မှတေချာလေးစားကောင်းမှာဖြစ်ပါတယ်ကြက်တောင်မန်နဲ့ကြက်ချီတောင်လေးကအရန်စားကောင်းတော့အိမ်မှာလှုပ်စားရင်းနဲ့လွယ်လွယ်ကူကူလှုပ်စားလို့ရအောင်တင်ပေးထားတာဖြစ်ပါတယ်အခုဆိုရင်တော့ကြက်ချီတောင်လေးတွေကိုအပေါ်ကနေပြီးတော့မှတစ်ချောင်းချင်းစီကိုစီပြီးတော့မှတင်နေရဖြစ်ပါတယ်ကြက်ချီတောင်လေးတွေလည်းရပြီးကြက်တောင်မန်လေးတွေလည်းမှတေချာနေရာကြဖြစ်သွားပြီဆိုလို့ရှိရင်တော့ပကံထဲမှာရှိတဲ့ဆက်ထားတဲ့အရည်လေးတွေကိုထည့်ပါတယ်ပြီးရင်တော့ကြက်သွန်မိန်လေးအပေါ်ကအုပ်ပြီးတော့မှဒါပေါင်းထားလိုက်ပါပြီ။ဒါယူဝက်လောက်ထမင်းပေါင်းအိုးလေးနဲ့တေချာပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့အနံ့လေးမှုေးပြီးတော့မှစားကောင်းမဲ့အနံ့လေးထွက်လာပြီဖြစ်ပါတယ်။အခုဆိုရင်တော့ဖြည်းဖြည်းချင်းစီဆူလာဖြစ်ပြီးတော့ကလေးလေးလည်းအရင်ပိုက်စားပြီးတော့မှစောင့်နေကြပါပြီ။မရသေးလားဟု10ကာလောက်မင်းနေကြတဲ့ကလေးလေးတွေအတွက်ရတော့မှဖြစ်ပါတယ်ခဏနေတော့ရပါပြီ။ကဲဒါကတော့ရသွားပါပြီကျမသမီးလေးလည်းစားနေတယ်ကျမတူလေးလည်းစားနေပါတယ်တောင်မန်နဲ့ခြေထောက်ကိုတစ်စုံလေးထည့်ပေးပြီးတော့မှနှစ်ကြိမ်လောက်တောင်းတဲ့ကလေးတွေဖြစ်ပါတယ်ကျေးဇူးပါ